preposition မှာသုံးတဲ့သူတွေအတွက်မှာမသုံးအောင်ဒီနေ့ကြပြလေးနဲ့သင်ပေးမှာဖြစ်ပါတယ်ဆိုတော့ပထမအဆုံးတစ်ကြောင်းလေးကြည့်ကြည့်အောင်နေရနိုင်အာယုံတက် Monday ညမှာ at ပြောချင်တဲ့အဓိပ္ပာယ်ကကျတော့ at ဆိုတဲ့ preposition ကိုနေရရဲ့အရှိနိုင်ရဲ့အရှိအာယုံတက်ဆိုတာ dawn dawn ရဲ့အရှိ Monday ည at midnight ဒီလိုမျိုးလေးမှတ်ရမှာဖြစ်ပါတယ်ဆိုတော့ဒုတိယတစ်ကြောင်းလေးကြည့်ကြည့်အောင်နနက်မွန်လွဲညနေစီလနှစ်300သည် century နဲ့ရွာနိုင်မျိုးအထက်အင်3ဆိုတော့ပထမတစ်ခုလေးအရင်ကြည့်ကြအောင်ဆိုတော့ in ဆိုတဲ့စကားလုံးကို in the morning in the afternoon in the evening ဒီလိုမျိုးကျွန်တော်နေ့တစ်နေ့ရဲ့ကာလအပိုင်းခြား3ခုမှာဆိုရင်ကျွန်တော် in သုံးတယ်နောက်တစ်ခုလJanuary, February, March ဒီလိုမျိုးလတွေဆိုရင်လည်းကျွန်တော် in သုံးတယ်နောက်တစ်ခုခုနှစ်ထားပါတော့1997 1996 2026ဒီလိုမျိုးခုနှစ်တည်းရဲ့အရှိမလည်းကျွန်တော်က in သုံးတယ်နောက်300ဒီဆိုတာကကျွန်တော်မြန်မာနိုင်ငံမှာဆိုရင် the hot season, the rainy season, the cold season ဆိုပြီးတော့300ဒီနှွေမိုးဆောင်ရှိတယ်အဲ့လိုရာသီတွေရဲ့အရှိမလည်းကျွန်တော် in ထည့်ပေးရဆိုတော့ဒုတိယစာကြောင်းလေးကလည်းကျွန်တော် in နဲ့ပတ်သက်တာပဲ century နဲ့ရွာနိုင်မျိုးအထက် in 3စုထားပါတော့ကျွန်တော်21ရာစု 21st century ဒီလိုမျိုးရာစုနှစ်တွေကိုပြောတဲ့အခါမှာ century နဲ့သုံးမယ်နောက်တစ်ခုရွာဆိုရင် in the village ရွာထဲမှာ9ဆိုတာကကျွန်တော်နိုင်ငံထားပါတော့မြန်မာနိုင်ငံ in Myanmar ထိုင်းနိုင်ငံ in Thailand ဒီလိုမျိုးဆိုရင်လည်းကျွန်တော် in သုံးမယ်နောက်တစ်ခုမြို့ဥပမာဆိုရင် Yangon in Yangon Mandalay in Mandalay ဒီလိုမျိုး in လေးသုံးပေးရမယ်နောက်အထဲထဲမှာအိမ်ထဲမှာ in the house တစ်တာထဲမှာ in the box ဒီလိုအထဲဆိုရင်လည်း in သုံးပေးရမယ်နောက်ထပ်တစ်ခုကြည့်အောင်ခြေလျင်သွားလို့နေအပေါ်ရက်ဆွဲ on သုံးတော့ခြေလျင်သွားလို့ဆိုတာကျတော့ on foot ကိုပြောတာဖြစ်တယ်ခြေလျင်သွားတယ် on foot နေဥပမာကျတော့15ရက်နေ့ on 15th day 15ကြိမ်မြောက်နေ့15ရက်မြောက်နေ့ဥပမာထားပါတော့ John 15ရက်နေ့ on 15th John ဒီလိုမျိုးနေ့ရက်တွေပြောတဲ့အခါနောက်တစ်ခုတင်းနှင်းလာအင်္ဂါဗုဒ္ဓဟူ on Monday on Tuesday on Wednesday ဒီလိုပြောတဲ့အခါမှာလေနေ့ on သုံးမယ်နောက်တစ်ခုအပေါ်စပွဲပေါ်မှာ on the table နော်ဒီလိုမျိုးအပေါ်ဆိုရင်လည်း on သုံးမယ်နောက်တစ်ခုရက်ဆွဲဆိုရင်လည်းကျွန်တော်ခုနကပြောသွားတယ် on 15 January ဒီလိုမျိုးတွေရက်ဆွဲတွေပြောတဲ့အခါမှာ date တွေပြောတဲ့အခါမှာလည်း on သုံးမယ်နောက်တစ်ခုပျော်ပျော်ပါပါခရီးထွက်ရင်ရှိပိုင်လို့မှတ်ဆိုတော့ဒီရှေ့ဟာတော့ကျွန်တော်ကာယံလိုက်အောင်ထည့်ထားတာဖြစ်တယ်ဆိုတော့ရင်နေဆိုတာကကျွန်တော်ကားတွေယထာတွေအစသဖြင့်ပေါ့နော်ဒီလိုမျိုးစီးနှင်းလို့ရတဲ့အရာတွေရဲ့အရှိမဆို by ယထာနဲ့သွားတယ် by train ကားနဲ့သွားတယ် by car ဒီလိုမျိုးအဓိပ္ပာယ်လေးနဲ့ကျွန်တော်မှတ်ပေးရမှာဖြစ်တယ်ဆိုတော့နောက်ထပ်တစ်ခုကြည့်ကြည့်အောင်ထွက်ခွာရပြ from မှသည်ရှေးရှု to those see ဆိုတော့ထွက်ခွာရပြအိမ်ကနေထွက်တယ် from my house အိမ်ကနေထွက်တယ်ကျောင်းကနေထွက်တယ် from the school ဒါမှမဟုတ်ရင်အလုပ်ကနေထွက်လာတယ် from the office ဒီလိုမျိုးလေးထွက်ခွာရပြနေရာကိုပြောချင်တယ်ဆိုရင် from နဲ့သုံးမယ်ဒါမှမဟုတ်ကိုဦးတည်တဲ့နေရာကိုသွားမယ့်နေရာကိုပြောတယ် to ရုပ်ရှင်ရုံကိုသွားမယ် to the cinema ဆေးရုံကိုသွားမယ် to the hospital ဒီလိုမျိုးကိုသွားခြင်းတဲ့နေရာကိုပြောရင် to လို့သုံးမယ်ထွက်လာတဲ့နေရာကိုပြောရင် from လို့သုံးမယ်ကြာပြီကြာကြောင်းပြောနိုင်ဖို့ for ကိုသုံးကြစို့ကြာပြီကြာကြောင်းပြောကြမယ်ဆိုရင်ဘယ်လောက်ကြာပြီတစ်နာရီကြာပြီ for 1 hour ထားပါတော့ဒီနေရာမှာထိုင်နေတာတစ်နာရီကြာပြီ I have been sitting here for 1 hour ဒီမှာထိုင်နေတာကြာပြီဒီလိုမျိုးကြာချိန်ကိုပြောချင်တဲ့အခါမှာတချို့က for ကိုသုံးပြရမှာဖြစ်ပါတယ်ဆိုတော့တချို့ဒီနေ့သင်ပေးသွားတဲ့စာလေးကတော့ preposition ကြပြလို့ခေါ်တယ်ဒီ preposition သုံးတဲ့နေရာမှာမှားသုံးတတ်တဲ့သူတွေအတွက်မှတ်လို့ရမယ်အလွယ်ကြပြလေးဖြစ်ပါတယ်